Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ခုကကျွန်တော် April လောက်ရောက်ပြီပေါ့နော် April လောက်ရောက်ပြီဆိုတော့ကျွန်တော်မြန်မာနိုင်ငံနေပြီးတော့ကျွန်တော်ထွက်လာတာကအခုချိန်မှာကျွန်တော်တစ်နှစ်ပြည့်ပြီဒီတစ်နှစ်အတွင်းမှာကျွန်တော်ဒီ Middle East မှာရှိတဲ့ UAE မှာဘိုင်းမှာကျွန်တော်ရဲ့လက်ရှိအလုပ်လုပ်နေတဲ့အတွေ့အကြုံတွေကျွန်တော်တစ်နှစ်အတွင်းမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေကိုတစ်ချက်ပြန်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးကျွန်တော်ပြောပြချင်တာကဘာလဲအလုပ်ပေါ့နော်။အရင်ပြောပြချင်ပါဆိုကျွန်တော်တို့ကိုယ်နိုင်ငံထွက်လာပြီဆိုတော့ဒီမှာကဘာကြောင့်ပညာသင်ဖို့လာလုပ်ဖို့လာဆိုရှိရဲအဲ့တော့ကျွန်တော်ကအလုပ်နဲ့ပဲလာတာပေါ့နော်။အဲ့တော့ကျွန်တော်အလုပ်အကြောင်းလေးကျွန်တော်တည်တော့လေးကျွန်တော်တစ်ချက်ပြောပြစီချင်တယ်။ဒါကကျွန်တော်လည်းအဲ့ဒါအကုန်လုံးတော့အတိအကျတော့မသိဘူးကျွန်တော် internet မှာရှာလို့ရတဲ့ဟာတွေအကုန်လုံးကျွန်တော်က compare လုပ်ပြီးတော့တစ်ချက်ပြောပြပေးပါမှာဒီမှာဘာပါမလဲဆိုရင်ကျွန်တော်တို့ white collar နဲ့ blue collar ဆိုရဲဟာနှစ်ခုရှိတယ်ပေါ့နော်ကျွန်တော်အလုပ် position type နှစ်မျိုးရှိတယ်ဒီ position type နှစ်မျိုးကဘယ်ဟာမှာဘာတွေပါလဲဆိုတော့နည်းနည်းလေးပြောပြပေးမှာပြီးရင်သိတဲ့လူတွေလည်းသိမယ်မသိတဲ့လူတွေလည်းမသိဘူးပထမတစ်ခုကကျွန်တော် white collar ပေါ့နော်white collar ကိုအရင်ပြောပြမယ် white collar မှာကကျွန်တော်တို့ဘာရှိလဲဆိုရင်အဓိကအဖြစ်ကျွန်တော် corporate လုပ်ငန်းဟာရှိမယ်ကျွန်တော် CEO တွေကစမယ် CEO ကနေစပြီးတော့ CFO တွေပြီးရင်တခြား banking sales and marketing ကျွန်တော်တို့ဒီ corporate အပိုင်းမှာရှိတဲ့ဟာတွေကျွန်တော် white collar လို့ခေါ်တယ် blue collar ဆိုတာကတော့တခြားပေါ့နော်ကျွန်တော်တို့ construction worker တွေပါမယ်ပြီးရင်ကျွန်တော် F&B live ကလူတွေပါမယ် tourism ကhotel ဘိုင်းမှာ management ဘိုင်းမဟုတ်ဘူးပေါ့ရုံးဘိုင်းမဟုတ်ဘဲနဲ့ဒီ operation ဘိုင်းမှာလည်းပဲနေရာတွေကိုပြောချင်တာပေါ့နော်ဒီမှာတစ်ခုရှိတာကဘာလဲဆိုတော့ sorry ကျွန်တော်တို့ဒူဘိုင်းကိုလာမယ်ဆိုရင်ကိုမှာက corporate experience ကောင်းကြီးရှိနေမှဒါလည်းကျွန်တော်အမြင်ပြောတာ corporate experience ကောင်းကြီးရှိနေမှကျွန်တော်တို့က white collar job ကိုရဖို့လွယ်မယ်လို့ထင်တယ်ပေါ့နော်ဒီကအဖြစ်ဒီမှာရှာလို့အလုပ်ရတာမြန်တဲ့ white collar job တွေဆိုရင်ကျွန်တော် accountant တွေရှိမယ်ပြီးရင်တခြားပေါ့တိုးတာတော့တိုးလို့လွယ်တယ်ဒါမှတစ်ခုရှိတာပါလဲဆိုတော့လုံးဝဒီမှာ nationality အဆုံးရှိတဲ့အတွက်ငါတို့ကqualify ကတော်ရုံ qualify မဟုတ်ဘူးဗျာဒီနည်းအရင်တိုးရမယ်ငါတို့မှာcompetitor အများကြီးရှိတယ်အလုပ်တစ်ခုရဖို့အတွက်ကိုnot even in the white collar is also in the blue collar you know like ကျွန်တော်တို့ blue collar မှာလည်းဒီတိုင်းပဲကျွန်တော်အများကြီးပဲတိုးရတယ်ပေါ့နော်ကျွန်တော်အခုကတော့ white collar အကြောင်းပဲအရင်ပြောပြမှာ white collar မှာခုနပြောခဲ့တဲ့အတိုင်းပဲ accountant တွေဆိုရင်ကျွန်တော်တို့မှာအနည်းဆုံး at least ကျွန်တော် UAE experience ကိုသူတို့တောင်းတယ် UAE experience အနည်းဆုံး2နှစ်ပေါ့နော်2နှစ်ဆိုတာကကျွန်တော် contract တက်တဲ့ရှိရတဲ့အတွက်2နှစ်ဆိုပြီးတောင်းတယ်ဒါမှမဟုတ်ရင်ပြီးရင်ကျွန်တော်ရဲ့ကိုယ့်ရဲ့အိမ်တော်ဖြစ်တယ်ဘယ်လိုပြောမလဲကိုယ့်ရဲ့နိုင်ငံမှာမြန်မာနိုင်ငံတော့မဟုတ်ဘူးကိုယ့်ရဲ့နိုင်ငံမှာကျွန်တော်တို့ဒီ accountant နဲ့ပတ်သက်တဲ့အတွေ့အကြုံမှာအနည်းဆုံး3နှစ်ကနေ5နှစ်အဲ့လောက်တော့ကိုကျွန်တော်ရှိမှဒါလည်းကျွန်တော်ဒီမှာတိုးရအလွယ်တယ်ဒါကျွန်တော်ရဲ့အခုလက်ရှိအမြင်ကိုပြောပြပါတော့ကျွန်တော်တွေ့နေတဲ့ဟာကိုပြောပြရဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကရန်ကုန်မှာတော့ကျွန်တော်ကကုမ္ပဏီတစ်ခုမှာကျွန်တော်က HR အနေနဲ့လုပ်လာတယ် HR အနေနဲ့လုပ်လာတဲ့အချိန်မှာကျွန်တော်တစ်နှစ်ခွဲလောက်အထိကျွန်တော် HR လုပ်လာတယ်ဒါပေမဲ့ကျွန်တော်ရဲ့ career လည်း HR ဖြစ်တဲ့အတွက်ကျွန်တော်ဒီဒူဘိုင်းကိုပြောင်းတဲ့အချိန်မှာကျွန်တော် HR ကိုတိုးကြည့်တယ်ဒါပေမဲ့ကျွန်တော်လုံးဝအခုထိတိုးလို့မရသေးဘူးကံကောင်းလို့ရရင်လည်းရမှာပေါ့အခုတော့တိုးလို့မရသေးဘူးဘာလို့လဲဆိုတော့ဒီမှာကကျွန်တော်ဒီသူတို့ရဲ့
vacancy တွေကို requirement တွေကိုဖတ်ရတဲ့လောက်က corporate လို့တော်တော်များများမှာကသူတို့ကလုံးဝစကိတ်ရကျွတ်စင်နေတဲ့လူတွေပဲရှိတာဗျာဘယ်လိုပြောရမလဲကျွန်တော်အခုလက်ရှိလုပ်နေတဲ့ကျွန်တော်ကအခုလက်ရှိက retail မှာ customer service အနေနဲ့ပဲလုပ်နေတာbarista ပေါ့ barista ဆိုမှလည်း customer service လို့ပဲသူက position title တက်ထားတယ်အဲ့မှာကကျွန်တော်ရဲ့ရုံးကျွန်တော်ရဲ့ company ရဲ့ရုံးမှာရှိတဲ့ HR assistant တယောက်သူ့ရဲ့ position HR assistant position ဒါပေမဲ့ကျွန်တော်သူ့ရဲ့ biography ကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာသူက HR assistant ကိုဒီလက်ရှိဒီမှာ UAE မှာလုပ်နေတာဟာ9နှစ်ရှိနေပြီဒါပေမဲ့သူကအိန္ဒိယမှာသူက master နဲ့ကျောင်းပြီးထားတာ HR ကို master နဲ့ကျောင်းပြီးထားတာအိန္ဒိယမှာလည်းသူ့ရဲ့ relevant working experience ရှိတယ်ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်တို့ qualify ဖြစ်တဲ့ working experience ရှိတယ်သို့ပေမဲ့လည်းအခု UAE မှာသူက HR assistant ကို HR assistant level ပဲလုပ်နေသေးတာဗျာmaster degree ရထားတာမှအဲ့တော့နည်းနည်းကျွန်တော်အနေနဲ့ကကျွန်တော်ကundergraduate ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ surprise ပေါ့နော်ဘာလို့လဲဆိုကျွန်တော်ဒါဆိုရင်9နှစ်အတွင်းမှာကိုက master ရင်းထားအဒီ position လေးနဲ့တော့မှာအကြိုက်ကျွန်တော်ရမနေနိုင်ဘူးဒါကကျွန်တော်ပြောပြရပါအားကြောင့်ရန်ဒါတန်းကြောင်းနေမှာဟုတ်အဲ့တော့ပြောချင်တာကကျွန်တော်တို့အကယ်၍ကိုကwhite collar job ကိုရှာချင်နေဆိုရင်လုံးဝ over qualify ဖြစ်နေရမယ်ဗျာအဲဆိုကိုမှာ computer တွေအများကြီးရှိတယ်ကိုအလုပ်ရှောင်မဲ့အချိန်မှာကိုနဲ့အတူတူအလုပ်ပြန်ရှောင်တဲ့ computer တွေအများကြီးရှိတဲ့အတွက်ကိုက over qualify ဖြစ်နေရမယ်ပြီးရင်ကိုရဲ့ speaking ကလည်း fluent ဖြစ်နေရမယ်အဲ့လိုမျိုးမှတိုင်ရင်ကျွန်တော် white collar ကို join စေချင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ personally suggestion အရာခင်ဗျားခါ white collar အလုပ်ကို professional ကြလုပ်ချင်နေဆိုရင်ကျွန်တော်အနေနဲ့ဒူဘိုင်းကိုမရွေးစေချင်ဘူးဒူဘိုင်းအရင် comfort ဖြစ်တယ်white collar အလုပ်ရပါမယ်ဆိုရင် okay fine သို့ပေမဲ့လို့ခင်ဗျားရဲ့ promotion တွေပါတယ်တော့က is been a long time you know like ကြာကြီးပဲဖြစ်နေမှာအဲ့ဒီစားကျွန်တော်အနေနဲ့ကျွန်တော် suggestion လုပ်ချင်တာကတခြား Singapore or တော့မဟုတ် US UK or Europe အဲ့မှာရှိတဲ့တကယ်သူတို့ရဲ့ multinational company တွေမှာပဲကျွန်တော် try စီချင်တယ်ဒီက white collar ကလုံးဝရန်ခိနေပြီးတော့သူတို့ရဲ့ organization တွေကလူတစ်ယောက်ကဒီယာရုတစ်ခုကိုရသွားပြီဆိုရင်ဒီယာရုမှာတွေ့ကပ်နေတတ်တယ်အရင်အကြိုက်တွေ့ကပ်တယ်သူရဲ့ဘယ်လောက် comfort ဖြစ်လဲဆိုရင်ဒီမှာအလုပ်မှာကျွန်တော်တို့ဘယ်လိုပြောရမလဲဒီမှာ accountant တစ်ခုaccountant နဲ့ပြောရင်ကောင်းလား accountant နဲ့မပြောကျွန်တော် admin ပိုင်းနဲ့ပြောလို့ဆိုတော့ accountant ကကြတော့ကိုမ experience ရှိလာလေကိုယ်လောက်သက်ရလာလေဒါသူကကြတော့လောက်သက်ကိုကြည့်ပြီးစကားပြောတာပေါ့နော်ကိုမလောက်သက်များရလာလေ accountant ကသူ့ရဲ့ level အမြင့်လာလေသူ့ရဲ့စိတ်ပိုင်နိုင်မှုဘာညာ blah blah အဲ့ဒါတွေဖြစ်လာတယ်ဒါပေမဲ့ admin position လို့မျိုးပေါ့နော် admin position တွေမှာကြောက်ပါရှိလေဆိုတော့ဥပမာသူတယောက်ကဒီမှာ company တစ်ခုမှာ admin position တစ်ခုရလိုက်ပြီဆိုရင်သူကဒီ position မှာအကြာကြီးပဲလုပ်နေရတာ4နှစ်5နှစ်အဲ့လိုမျိုးကြီးလုပ်နေတာဒီ flow ပဲနေ့တိုင်းဒီ flow ပဲဒီတိုင်းပဲလုပ်နေရဗျပြီးရင်သူ့ရဲ့နေအောင်အားနေမှာသူနောက်ထပ် promotion တက်ဖို့တွေပါတယ်လေသူတို့စဉ်းစားအောင်ဒီ flow နဲ့ပဲအဲ့လောက်ထိ comfort ဖြစ်တာကျွန်တော်မြင်ရတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တာကိုကပို့ပြီးတိုးတက်ခြင်းနဲ့ပို့ပြီးတော့အရင် rapid development ဖြစ်နေတဲ့ organization environment မှာလုပ်ချင်နေဆိုရင်တခြား country ကိုရွေးပါရွေးမရွေးစေချင်ဘူး personally suggestion လုပ်တာ
နောက်တစ်ခုပြောချင်တာကကျွန်တော်တို့ blue collar တွေမှာကတော့အလုပ်ရဖို့လွယ်တယ်သို့ပေမဲ့လို့ blue collar က pay rate တွေကတော့သူတို့ကလည်း various ဖြစ်တယ်ကျွန်တော်တို့တေချာကြီးပြောပြလို့တော့မရဘူးဘာလို့ဆိုလာစာ1000ဒီ80 dirham 1000ကနေမှကျွန်တော်ရဲ့ဒီပတ်ဝန်းကျင်မှာလည်းရှိတယ်လာစာ1000ကနေပြီးတော့မှလာစာ4 5 6000 9000 8000အဲ့လောက်ထိရတဲ့သူတွေလည်းရှိတယ်ဒီဒါကဘယ်လိုပြောမလဲဒါကြတော့ကျွန်တော်တို့ blue collar ဆိုပေမဲ့လို့ဒါဒီကိုယ့်ရဲ့ professional နဲ့လည်းဆိုင်ရမှာပေါ့နော်ကိုယ့်ရဲ့အရင်တော့ကလုပ်တဲ့ experience တွေအဲ့ဒီပုံမှာမူတည်ပြီးတော့လေကိုယ့်ရဲ့လာစာရနိုင်ကြီးကွာသွားတယ်အဲ့တော့ F&B line မှာကလည်းကျွန်တော်တို့ waiter ရှိမယ် server hostess ဒါတော့ service flow ဘိုင်းပေါ့နော်ပြီးရင် kitchen ဘိုင်းမှာဆိုရင်ကျွန်တော်တို့ steward commit 1 commit 2အစရှိသဖြင့်ပေါ့နော်အစီအနေမှာ share the party ရောလို့ကျွန်တော်တို့ level တွေရှိရဒီမှာလည်းသူ့ရဲ့သက်ဆိုင်ရာ position တွေအလုံးလျှောက်လို့ရတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ UAE မှာကျွန်တော်တခုနားလည်ထားမှာ UAE ရဲ့ဒီ UAE နိုင်ငံသား UAE citizen Emirati တွေက percentage နည်းနည်းလေးပဲရှိတယ် UAE မှာအများစု nationality ဒီအိန္ဒိယဖြစ်တယ်အဲ့ဒီဟာကြောင့်မလို့ဒီလိုမျိုး blue collar job တွေတော်များများလည်းအိန္ဒိယတွေကလာပြီးတော့လောက်တာတွေလည်းများတယ်ပေါ့နော်အိန္ဒိယတွေကအဓိကအဖြစ်သူတို့ဒီတခြားပါကစ္စတန်ပြီးရင်ရှိမလဲအိန္ဒိယနီပါပြီးရင်တခြားသူရဲ့အိန္ဒိယမှာတခြားပါတီရှိသေးတယ်သူတို့တွေအကုန်လုံးဒီဟင်ဒီကိုကျွန်တော်တို့ပြောတယ်ဟင်ဒီပြောတတ်ရင်ဒီမှာက blue collar မှာကဟင်ဒီပြောတတ်တယ်ဆိုရင်တော်တော်များများအလုပ်ရတယ်ပြီးတော့ဒါတော့ကျွန်တော်လက်ရှိမှာအလုပ်နေအတွေ့အကြုံရပါတော့အဲ့တော့ blue collar မှာလည်း try လုပ်ရတယ်အလုပ်တွေကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့လို့အလုပ်ရွေးရဟာကမှန်ကန်တဲ့ဥမာကျွန်တော်တို့ကကိုကဘာ experience မရှိသေးဘူးဆိုရင်ကျွန်တော်တို့ရဲ့ CV ကို modify လုပ်ပြီးရင်ကျွန်တော်အလုပ်ရှောင်မယ်အလုပ်ရှောင်တဲ့ချိန်မှာကိုက interview ရပြီဆိုရင်ဘာလို့လဲဆိုတော့ဒီမှာအလုပ်တော်တော်များများရတဲ့လူတွေကလည်း CV ကိုတကယ်အစစ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ fake CV လုပ်ပြီးတော့အလုပ်လျှောက်တာတွေလည်းရှိတယ်ဒီအလုပ်လျှောက်တာတွေကကောင်းတော့လည်းကောင်းမှာပါတချို့လူတွေကအဲ့လိုမျိုးနဲ့ကျွန်တော်တို့တကယ် position ကောင်းတဲ့ဟာတွေရတဲ့ဟာတွေလည်းရှိတယ်လာစာကောင်းတဲ့အလုပ်တွေရတာလည်းရှိတယ်ဆိုတော့အကယ်၍ကိုယ်မှာ experience ရှိတယ်ဆိုရင်ကိုယ်မှာရှိတဲ့ experience ကိုမှကိုးကားပြီးတော့မှတကယ် fit ဖြစ်မယ်ကိုယ်နဲ့ fit ဖြစ်မယ်အလုပ်ကိုရှောက်တာပိုကောင်းတယ်ဘာလို့ရပြီးတော့ဆိုပြီးတော့ရှောက်လိုက်တာထက်ကိုယ်မှာ fit ဖြစ်မဲ့ဟာကိုတစ်ချက်ရွေးစီခြင်းဘာလို့လဲဆိုတော့ဒီနောက်ပိုင်းမှာကိုကအလုပ်ရသွားခဲ့မယ်ဆိုရင်ကိုကဒီပတ်ဝန်းကျင်မှာအဆင်မပြေဘူးဆိုရင်ကိုယ့်ရဲ့ contract မှာတစ်ခါလေးကျရင်သူတို့ mention လုပ်ထားတာရှိတယ်ဒီဟာတွေမှာကျွန်တော်တို့အဆင်မပြေလို့ကိုကသူ contract period မှာထွက်မယ်ဆိုရင်ကျွန်တော်တချို့ရော်ကြီးပေးရတာမျိုးရှိတယ်အဲ့တော့ကိုကအလုပ်တစ်ခုကိုမလျှောက်ခင်မှာကိုပဲအလုပ်ကိုပို့ပြီးတော့အားတာလဲပဲအလုပ်ကကိုယ့်အတွက်ပိုအဆင်ပြေမလဲဆိုတော့တခြားစဉ်းစားပြီးတော့မှလျှောက်စီခြင်းနဲ့blue collar job ဒီမှာကကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းပဲwaiter waitress တွေပါမယ် server တွေပါမယ်ကျွန်တော် sales တွေပါမယ် supermarket အရောင်းဝန်ထမ်းပြီးတော့ကျွန်တော်တို့ chef ဒီလိုမျိုးပေါ့နော်အဲ့ဒီဟာအပြင် construction worker တွေပါတယ်အဲ့ဒီဟာတွေလည်းပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့blue collar ရဲ့ကျွန်တော်တို့ waiter waitress တွေဆိုရင်ကျွန်တော်အခြေတချို့ဆိုရင်အခြေခံလာစာက1000 1200လောက်ပဲစပေးရရှိတယ်ဒါပေမဲ့သို့ပေမဲ့လို့
သူတို့တွေဒီ accommodation ဆိုရဲကျွန်တော်တို့အိမ်နေထိုင်မှုအတွက်ကိုသူတို့လောက်ကစီစဉ်ပေးတယ်ပြီးရင်အစားအသောက်ပေးရရှိရမပေးရလည်းရှိတယ်နောက်တစ်ခုက transportation စီစဉ်ပေးတယ်ဆိုတော့အကယ်၍ဒါကိုက accommodation လည်းရမယ် transportation လည်းရမယ် food လည်းရမယ်ဆိုရင်ကိုဆိုရင်စုတက်လို့မျိုးကိုရဲ့လာစားအသက်တင်မယ်ပြီးရင်တခြားကိုမှ experience ရှိလောက်လိုမျိုးကိုကအလုပ်ကိုရွေးချယ်လို့ရတယ်ရွေးချယ်ပိုင်ခွင့်ရှိရဲ့ရွေးချယ်တာမှန်အောင်လို့ရွေးချယ်တင်တယ်ပြီးတော့ဘာသာစကားကတော့ကျွန်တော်တို့ English လို့ပြောတတ်ရင်အဆင်ပြေတယ်တို့ပေမဲ့လို့ခုနပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်ဒီမှာဒီ Indian တွေကပို့ပြီးတော့များတဲ့အတွက်သူတို့တွေဒီ Hindi လို့ပြောတတ်ကြတယ် Hindi လို့ပြောရင်အလုပ်ဖြစ်တယ်အဲ့တော့even you can speak the English some job cannot accept you cannot give you the offer because you cannot speak Hindi it's like that so ဒါကတော့ကိုယ့်ရဲ့လောက်ကမဲ့အလုပ်ပေါ်မူတည်ပြီးတော့ဘာသာစကားတော့ကိုပြီးတော့လေ့လာပေါ့နော်အဓိကကတော့ကျွန်တော်တို့အင်္ဂလိပ်လိုကိုကောင်းကိုပြောတတ်ရင်တော့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ဒီမှာတခြားဖိလစ်ပင်းတို့ကျွန်တော်တို့ Egyptian ပြီးရင်ကျွန်တော် Nepal တခြား nationality များတယ်တို့တွေဒီလည်းဥပမာဖိလစ်ပင်းနေဆိုရင်ကျွန်တော်တို့အင်္ဂလိပ်က English ကဘယ်လိုပြောသူတို့ရဲ့နိုင်ငံမှာဆိုရင်ရုံးသုံးဘာသာစကားအနေနဲ့သုံးတယ်သူတို့ကြောင့်သူတို့ဒီအင်္ဂလိပ်လိုပြောတတ်တယ်လုပ်ငန်းခွင်သုံးအင်္ဂလိပ်ကိုပြောတတ်တယ်သို့ပေမဲ့လို့ခင်ဗျားကကျွန်တော်တို့အင်္ဂလိပ်စာကိုကိုယ်နိုင်ငံမှာတကယ် IELTS တို့ British Council လို့ level နဲ့တင်ထားပြီးသားကိုကအရင် fluent ဖြစ်နေပြီးသားဆိုရင်တကယ် operation တွေကိုရောက်ရင်ခင်ဗျားနားလည်လာလိမ့်မယ်ဘာလို့လဲဆိုတော့တချို့သူတို့တွေဒီအင်္ဂလိပ်စာကိုပြောနေပဲဆိုပါတော့ညာလေ grammar မမှန်ဘူးစလုံးဝမမှန်ဘူးsorry pronunciation မမှန်ဘူးပြီးရင်ဘာရှိလဲဆိုတော့ကျွန်တော်တို့တချို့လူတွေဆိုရင်ဒီစကားလုံးကိုအတန်ထွက်ပြီးတော့ပဲပြောတတ်တာ spelling မလုပ်တတ်ဘူး spelling မပေါင်းတတ်ဘူးအဲ့လိုမျိုးဟာရှိတယ်ဒါဒီသူတို့ရဲ့ working experience ကြောင့်လည်းပါမယ်သူတို့မျိုးပေါ့နော်တခြားအခြေအနေကြောင့်လည်းပါမယ်ဒါသူများ offensive ဖြစ်တာတော့မဟုတ်ဘူးများကလောအင်္ဂလိပ်စာကိုintermediate လောက်ရှိရင်ငါနိုင်ငံမှာတွားပြီးလို့ရင်အင်္ဂလိပ်စကေးကပို့ပြီးတော့တိုးတက်လာမယ်လို့တွေးလိုက်ရင်တော့ that is not 100% true because ဘယ်လိုပြောရမလဲကျွန်တော်ဆိုရင်ကျွန်တော်အင်္ဂလိပ်စာဘာလို့ထိတင်တန်းနေတက်လာတာမရှိဘူးဒါမှလည်းကိုကနေကိုတော့ intermediate level လောက်ထိပြောနိုင်တယ်ဒါကျွန်တော်ခုဒီကိုရောက်လာတာကျွန်တော်တချို့စကားလုံးတွေကျွန်တော်မေးတယ်ကျွန်တော်ရဲ့ essence တွေက Hindi နဲ့ India နဲ့တွေ့ပြီးတော့လောက်တာအများကြီးတော့ကျွန်တော်ရဲ့ accent ဒီ Hindi ဘက်ကိုပြောင်းလာတယ်အဲ့လိုမျိုးရှိရဲ့အဲ့တော့ပြောချင်တာကကိုကအင်္ဂလိပ်လို fluent ပြောချင်တယ်တော့ပါလို့ဆိုရင်ဒူဘိုင်းမလာပါနဲ့ကျွန်တော်တို့တခြား UK တို့ US တို့ Aussie တို့ Canada တို့လိုမျိုးတကယ် English လိုရေးပဲပြောတဲ့ဟာမျိုးကိုပဲတွားပါအဲ့ဒါကကိုတော့ပို့ပြီးခေါင်းပါတယ် personal suggestion မှာဒူဘိုင်းမှာလောက်ပြောရမလဲနည်းနည်းလေးပြောတတ်တာနဲ့လုပ်လို့ရတယ်တို့ပေမဲ့ this is not make you perfect you know like this is not like a professional speaking ပြောနေတာမဟုတ်ဘူးသူ business speaking နေသူတိတ်ပြီးမပြောတတ်ဘူး so it's good yeah ကိုကတမင်သားရေးတောင်းလို့ပြောတတ်တယ်ဆိုရင် blue collar ကြောရနိုင်တယ်တို့ပေမဲ့
ပို့ပြီးတော့လေ့လာပါပို့ပြီးလာတာကောင်းအောင်လို့ပို့ပြီး customer တွေနဲ့ contact ဖြစ်တဲ့ position တွေကအင်္ဂလိပ်လိုပို့ပြီးတော့ speaking ပြောရတဲ့အတွက်အင်္ဂလိပ်စာကိုပို့ပြီးလေ့လာပါပြီးမှဒါလည်းအလုပ်ရှောက်ပါအလုပ်ရှာပါဒါလေးပဲပြောချင်ပါတယ်ခုကတော့အလုပ်ကိစ္စဒီမှာဘယ်လိုမျိုးလဲကျွန်တော်ရဲ့ knowledge sharing လေးနဲ့အလုပ်အကြောင်းလေးပဲပေါ့နောက်ပိုင်းမှာကျွန်တော်အချိန်ရရင်ရတယ်လို့မျိုးပြောမယ့်အကြောင်းအရာလေးလက်ရှိရှိတာမယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတဲ့ဆိုရင်လုပ်ပါပြီးရင်လက်မပေးလိုက်ပါလက်မပေးခြင်းဒီဟာပေးဖို့ it's up to you အားလုံးကျေးဇူးတင်ပါတယ်